ခိုင်ဟာဘဝရဲ့တာယာဆုံးခါဒီချိန်မှာကိုကြည့်ရင်နဲ့သူ့ကိုတနာလာမိရဲ့မကျင်လေခဲ့ဘူးတဲ့တစိမ့်နဲ့တဲ့မှာစိတ်အားငယ်လာရောပဲတခါတလေပေါ်စီကဆက်ဆံမိတာတွေ့ပြီးရင်နာမဆုံးပါတကယ်ဆိုရင်ကိုကြောဆုံးသည်ဒုက္ခများချစ်လာရရှာပါဆိုပါမလဲတုံ့ပြန်ရင်လည်းလုံးဝပေးနိုင်ခဲ့ဒီကစားပြီးရှိကိုဆိုသူရဲ့လို့အေးရှိရပဲဒီအောင်ကြိုးစားရင်လေကိုပြေစွမ်းနေတန်နိုင်လောက်ကိုဆိုင်နေမူမှန်တဲ့ချစ်စစ်မြတ်တာသဘောဟာ